ဒီနေ့ဗီဒီယိုမှာတော့ PUBG Mobile Game နဲ့လုံးဝကိုချစ်စွတ်တူတဲ့ game တစ်ခုကိုပြောပြပေးမယ်ဒီ game ရဲ့နာမည်က SUPR ဒီ game ကို bro အနေနဲ့ offline ဆော့မှာဖြစ်ပြီးတော့ဒီထဲမှာပါတဲ့တနက်တွေကလည်းတော်တော်လေးကိုမိုက်ပါတယ် game ရဲ့စာမှာတော့ PUBG လိုပဲလေရင်နဲ့တိုးရမှာဖြစ်ပြီးတော့လေရင်ဘောကနေခုံချရမှာပါပြီးလို့ရှိရင်တော့အမိုက်လိုက်ကောင်းဟုတ်ပါဘူးတနက်လိုက်ကောင်းမှာဖြစ်ပါတယ်တနက်တွေကလည်းတော်တော်လေးကိုစုံပါတယ်စီးစရာရည်နေလည်းအများကြီးပါပါတယ်ဒါပေမဲ့ PUBG နဲ့တခုမတူတာဘာလဲဆိုတော့သူကရန်သူတွေရှိတဲ့နေရာကိုအနီးပြောက်လေးတွေပြရဲပေါ့နော်အဲ့တော့ကျွန်တော်တို့ကရန်သူရှိတဲ့နေရာကိုအလွယ်တကူသိနိုင်ပါတယ်โอเคအဲ့တော့ bro တို့ကျွန်တော်တပွဲပြမှာပဲအဲ့ဒါဘာလဲဆိုတော့ကြည့်နေလိုက်ပါ Hoje a vida mudou. E hoje eu não quero mais pegar você. Sabe por quê? Porque sabe. Eu vou pegar e laraiaraia. လို့လေ bro မိုက်ရမလားကျွန်တော်ပြရကောလီโอเคတော့ဒီအတွန်းအဲ့ပေါ့အဲ့တော့ဖြစ်သွားပြီအဲ့တော့နေတင်နေမြတော့အဲ့တော့ဖြစ်ကုန်အဲ့တော့ဒီ game ကို bro Play Store မှာတော့ download ရတယ် Play Store ရဲ့ search bar မှာ SUPR ဆိုပြီးရိုက်ရှာပြီး download ရပါတယ်โอเคတော့ကျွန်တော်တို့နောက် view မှာပြန်တွေ့ကြပါမယ် bye bye